တီတီညတွေ့ရနဲ့တော်ပဲအမမေးစရာရှိလို့ဒီတိုက်ခန်းတစ်ခန်းအမွေရမှာစို့ ဟာမဟုတ်ပါဘူး ဘာမဟုတ်ရမှာလဲအမကြားပြီးပါပြီကန်ထရိုက်ကစောက်ပြီးညို့တခန်းပေးမှာတဲ့ မဟုတ်အဲ့ဒီစကားဘယ်သူကပြောလိုက်တာလဲ ဩဘသူကပြောပေါ့ရက်ကွက်ထမှာဒီလိုပဲကြားတာပေါ့ဘာလဲညကတီတီကိုမနာလို့ဖြစ်နေရလား ဆယ်ရီဘာမှမနာလို့တရားမရှိပါဘူးတည်င်းကဘာမှသိကြသေးရမဟုတ်မစကားတွေကိုရှောက်ပြောနေပါနဲ့မပြောတော့ပါလေမမဆယ်ရွယ်ပြရအောင်နော် ဒီမှာအခုအမွေခွေးရကိစ္စမှာလေညီတို့ကမပြေလဲတဲ့ဦးစားပေးရမှာပေါ့ညီတို့ကပြေလဲတဲ့မိသားစုလေပြီးတော့ညီအဖေကလည်းစိုင်ကြီးတစ်ဆိုင်လုံးတော့မှလက်ဝက်ကြီးအုပ်ပြီးယူထားတာပဲမဟုတ်ဘူးလား မမဘာမှမသိပဲအာတိရောင်နေနဲ့နော်အဖိုးကသမီးရဲ့အဖေကိုပေးခဲ့လို့အဖေကလက်ခံပေးထားရမအဲ့ဒါသိရလား ဘလို့ပဲနေလေသူခွဲပေးခြင်းရတာပဲလေသူခွဲမပေးခြင်းလို့သူတယောက်တည်းလက်ဝက်ကြီးအုပ်ထားတာအောင်များ မစပြောင်းနေနဲ့နော် ကျုံးလာလိုက်တာမယ်ကကကိုလန်းလို့သမီးဘာဖြစ်လာလဲမင်းကလေးဖြစ်ပြီးဝုန်းတိုင်းကိုကျဲနေရပဲ မင်းတို့ကလည်းသမီးပြောချင်တာအများကြီးရှိရဲ့ ဘာပြောမလို့လဲ မင်းတို့ဘာလို့ဆိုင်ကိုအမွေယူလိုက်ရလဲအခုအမေလို့ကြောက်လေပတ်ဝန်းကျင်မှာသမီးကသူများရဲ့ဝိုင်းပြောခံနေရပြီအဲ့ဒါအမေလို့သိရလား ဘသူတွေကပြောလိုက်ပြန်တာတော့ ဘသူတွေပြောလဲဆိုတာရင်မကြည့်ပါဘူးအမေရဲ့လောက်ရက်တရားပါမဟုတ်တာမမီတို့ဘာလို့ဆိုင်ကိုအမွေယူလိုက်ရလဲမမီတို့ကြောင့်လေပတ်ဝန်းကျင်ရတော့မှသမီးကိုမိဘရဲ့အမွေလဝက်ကြီးအောင်နေတယ်လို့ဝိုင်းပြောနေကြတယ်လေမမီတို့ဘလို့မှမခံစားရဘူးလားဟမ် မဟုတ်ဘူးလေဒီစကားကဘသူတွေပြောတာလဲလို့မမီမေးနေတယ်လေ ဒီလိုပဲပတ်ဝန်းကျင်ကကြားတာပေါ့တီရီကတိုက်ခန်းတစ်ခါကိုအမွေရမှာတဲ့မမီတို့ကဆိုင်ကိုအမွေမယူခဲ့ဘူးဆိုရင်ရှယ်ရီရဲ့တိုက်ခန်းကိုအမွေရမှာမဟုတ်ဘူးလားအခုကမမီတို့ရဲ့လောဘစိတ်ကြောင့်ရှယ်ရီရဲ့ရပ်ပိုက်ခွင့်နဲ့အာနောစောင်းကျုံးသွားတာလေမမီတို့ကကျေနပ်နေတာမလားမမီတို့အတွက်ကလေဆိုင်ရသမီးထက်ပို့ပြီးတော့အရေးကြီးနေတာမလားဟာကြောင့်မို့လဲမမီတို့ဆိုင်ကိုလက်မလွတ်နိုင်ဖြစ်နေတာလေ ဖျားညီမိမောင်စော်ကားလိုက်လားအခုအမွေခွဲတဲ့ကိစ္စသူတို့ညီကိုရဲ့ကိစ္စသိလိနဲ့လည်းမဆိုင်လို့နင်းနဲ့လည်းဘာမှမဆိုင်ဘူးနေဝင်ပြောစရာကိုမလိုတာအမွေဆိုတာထိုက်မှရတာငါတို့ထိုက်လို့ငါတို့ရခဲ့ပြီးပြီဒီဆိုင်ကငါတို့လက်ထဲမှာတိုးပွားလာလေညီအမြင်ပဲလေခုဟာကိုရှယ်လေးအကြောင်းတိုင်ရအောင် ဟင်သမီးကဘာဖြစ်လို့လဲကွာ ဘာဖြစ်ရမှာလဲဒီအရွယ်လေးနဲ့အမွေမဲ့တဲ့စကားပြောတတ်နေပြီလေတီလီကကြတော့တိုက်ခန်းရပြီသူကကြတော့မရလို့တဲ့ ဒီကိစ္စတွေကိုသမီးကဘယ်လိုသိလာရလဲ ဘယ်လိုသိရမှာလဲဒီကိစ္စတွေကရက်ကွက်ထဲမှာပွားနေပြီချစ်စုလို့လင်များရှောက်ပြောထားတာပဲနေမှာပေါ့အမွေရမယ်ဆိုပြီးမြောက်ကြွနေကြည့်လို့ကိုမရ ကဲပါမေရဲ့သူတို့ထားလိုက်ပါသမီးကလိုချင်တယ်ဆိုတော့လေကိုသူတို့သွားပြီးတော့ဖြောင်းပြကြည့်ပါဦးမယ် ဘာလို့သွားဖြောင်းပြအောင်မလဲထားလိုက်ပါတော့တော်ကြနေအကျဲတွေဖြစ်နေပါဦးမယ် ဘာမှမဖြစ်ပါဘူးငါကိုစိုးမင်းပဲသွားပြောကြည့်မှာပါ ရှင်လဲနော်ရှင်သမီးကိုကြက်အလိုလိုက်အခုရွယ်လေးနဲ့မိဘတခွန်းမကြံပြန်ခံပြောနေတာအခုဟာသူ့စိတ်ထဲမှာ तू မတရားသလိုခံစားနေရတယ်ဆိုတာကျမနားလဲပါရဲ့ဒါပေမဲ့ကျမကိုပြောဆိုသွားတာဖြစ် မင်းရလဲကွာခလေးကငယ်သေးလို့ဖြစ်မှာပါ ဘာပဲဖြစ်လေအမွေကဝေပုံကြယူတာပဲကောင်းတယ်ရှင်လဲနော်နီးမှန်လမ်းမှန်လှုပ်ဖို့ပဲစဉ်းစားကိုထွန်းမင်း မင်းရလဲကွာသမီးကိုလည်းနည်းနည်းပါးပါးနားလည်ပြဖို့လဲစဉ်းစားပါဦး လို့ကျမနားလဲပြရအောင်ပဲပေါ့အခုလိုရှယ်လေးကိုလက်ခံထားတာကိုပဲရှင်ကျမကိုကျေးဇူးတင်အောင်
ငါမင်းတို့အိမ်မှာမရှိဘူး ရပါတယ်ကိုစိုးရဲ့ကျွန်တော်ကိုစိုးစီပဲလာတာပါ ဒါဆိုပြောစမ်းမအောင်လာရင်ကိစ္စ ဟိုဒီလိုကိုစိုးရဲ့အမွေခွဲမဲ့ကိစ္စကိုပြောချင်တာပါ ဘာကိုပြောချင်တာလဲ ဒီလိုလေတူမချင်းတူတူဗျာကိုစိုးကဘာဖြစ်လို့တီတီကိုပဲအမွေပေးချင်နေရလဲ မင်းတို့မိသားစုကအားလုံးနဲ့မှအပြည့်စုံဆုံးလေဘာလို့တခြားသူတွေကိုလိုက်တွက်ကတ်နေရတာလဲ တကယ်ဆိုရင်ဗျာဒီတိုက်ခန်းတစ်ခန်းကလေသုံးပုံပုံပြီးတပုံကကျွန်တော်ဝေစုရအောင်ပါအခုကကိုစိုးနဲ့နိုင်မင်းကနှစ်ယောက်ပေါင်းပြီးတော့ဝေစုအပြောက်ပြောက်မှုလုပ်နေရလား မင်းသမီးချယ်ရီရယ်ဟော့ကောက်သမီးတီရီရယ်တယောက်တစ်ဝက်စီဝေစုရပြီးတော့ငါဝေစုကပဲဂျားရက်နေဖြောက်လိုက်ကြတာမဟုတ်ဘူးလားငါကတော့တီရီကိုပဲပေးချင်တယ်ကွာ မဟုတ်သေးဘူးလေကိုစိုးရကိုစိုးကကျွန်တော်ကိုမုန်းနေတာနဲ့ပဲကျွန်တော်သမီးကိုပါကြည်မရဖြစ်နေရလား တီရီကိုပေးလိုက်လို့ရှိရင်ငါတို့ကပို့ပြီးတော့အဆင်ပြေလို့လေကွာမင်းလဲလိုချင်တယ်ဆိုရင်ငါ့ကိုတစ်ခုခုပေးပေါ့အဲ့ဒီအခါကျမှငါဘက်ကပိုတာတဲ့ဘက်ကိုလိုက်ရမှာပေါ့ ဒီမှာကိုစိုးပြောချင်တာကနိုင်မင်းကကိုစိုးကိုထောက်ပံ့နေရဆိုတာလား အဲ့ဒါဘာဖြစ်လဲမင်းလဲလိုချင်တယ်ဆိုရင်ငါ့ကိုတစ်ခုခုကမ်းလှမ်းလိုက်လေ တော်ပြီကိုစိုးရကျွန်တော်ပြန်တော့မယ်ဒါပေမဲ့ကိုစိုးကိုကျွန်တော်တခုတော့ပြောခဲ့မယ်ကိုစိုးအခုလိုမျိုးချယ်ရီကိုခွဲခြားဆက်ဆံနေရနောက်ဆုံးကြရင်ကိုစိုးပဲနောင်တရမယ်ဆိုတော့ကိုစိုးမြဲမြဲမှတ်ထားပါ အောင်မဒီကောင်ကမြန်ငါ့ကိုလာချိတ်ချောက်သွားသေးတယ်ထွန်းမင်းစီးပွားရေးသာလုပ်နေတာညှိနှိုင်းနေဆိုတဲ့ကိစ္စကိုဒီကောင်ကောင်းကောင်းနားမလည်သေးဘူးပဲမင်းတော့တနေ့ဒုက္ခလှလှတွေ့အောင်မယ် ဒီမှာအိမ်ပြောင်းရွှေ့ကသိန်း150ပါအဲ့ဒါဆိုလို့ရှိရင်ကျမကိုငွေလက်ခံရစီကြောင်လေးဒီမှာလက်မှတ်လေးထိုးပေးပါအောင်နော်။ဒါနဲ့ရှင်တို့အကိုကြီးရောမပါဘူးလားလက်မှတ်ထိုးဖို့ကသူလည်းပါတယ်နော် သူ့ကိုစားကျွန်တော်ကပဲလက်မှတ်ထိုးပေးလိုက်ပါနဲ့ဗျ ။အဲ့လိုမရဘူးလေအကို အော်အဲ့ဆိုဒီလိုလုပ်ပါလားဟိုကိုစိုးစီကိုညီမတို့ဖုန်းဆက်ပေးမယ်လေအဲ့လိုလိုရတယ်မဟုတ်လား ။ဒါနဲ့လားမ။အဲ့ဒါ ။တောင်းပြီလေဆက်ကြည့်ပါ ကိုစိုးစီဖုန်းဆက်လိုက်လေ ဟယ်လိုကိုစိုး အေးဗါတယ်ပြောလေ ငါတို့တက်ခန်းကိစ္စလေးသိန်း150ရမှာမင်းသိတယ်နော် အေးလေအဲ့ဒါဘာဖြစ်လို့လဲ ဒီမှာမဟန်နီကမင်းကိုမင်းနေလို့အဲ့ဒီကိစ္စမင်းသဘောတူရနော် အေးပါငါသဘောတူပါတယ်ဒါဆိုဒါပဲနော်ငါအခုအလုပ်များနေလို့ ပြီးရောအဲ့ဆို ။ကောင်းပါပြီ။အဲ့ဆိုရင်တော့စာချုပ်လေးမှာလက်မှတ်လေးထိုးလိုက်ပါအောင်နော် ရောကိုစိုး အဲ့ဒါဘာကြီးလဲ အဲ့ဟာကိုစိုးကိုကျွန်တော်တို့ပေးမယ်လို့ပြောထားတယ်ငွေမထက်ကသိန်း50လေ တဲ့ဟုတ်နေပါလားဒါဆိုစောစောစီးရနေပြီပေါ့ ဟုတ်တယ်ကျွန်တော်လေးတခြားလူစီကနေပြီးတော့လေဘယ်လောက်ကိစ္စတွေရလာလို့ ကောင်းတယ်ကွာငါမနေ့ကရှုံးလာတာလေးတွေပြန်ပြီးတော့အဖက်ဆက်လို့ရပြီပေါ့ မင်းလည်းကြည့်ကြလောက်အောင်လို့အရင်တော့ခါလဲမင်းဒီကိစ္စတွေကြောင်းပဲထောင်ထဲကိုရောက်ပြီးသွားပြီမလားခုမင်းလိန်မာသိမ့်ပါပြီကွာ ဟဲ့ရမင်းဘာစကားရှိတာလဲငါကငါဘာလုပ်လို့ပေါ့ မင်းကတော့ထင်ရဆိုင်မနေနဲ့မင်းအသက်လေးမင်းပြန်ကြည့်အောင်အဲ့လိုလောက်ရမယ်အရွေးလောက်ကွာ ငါကငါဘာလုပ်လို့မင်းဘူးမပါဘူး ကဲကိုနိုင်ရလဲတော်တော့လေကိုစိုးကလည်းထားလိုက်တော့မိသားစုချင်းပြဿနာဖြစ်နေတော့ဘေးဘက်ဝင်းကျင်တွေကပျော်နေမှာပေါ့လို့ထားလိုက်တော့ ကိုစိုးကိုဖြူနှင်းရှင်းပြဆရာရှိလို့ဒီကိုခေါ်လိုက်ရတာပါ
မရှင်းပြခင်မှာကိုဆိုးတွေ့ရမယ့်သူတယောက်ရှိရယ် ဘာတူလဲဘာတူတွေ့ရမှာလဲဟာထုံးမင်း ကိုဆိုးတွေ့ရမယ့်သူကကိုထွန်းမင်းပဲဖြူစပြောတော့မယ်နော်ကိုဆိုးထောင်ထဲဝင်သွားပြီး2လကြာမှာဖြူမှာကိုဝင်ရှိမှဖြူတိခဲ့ရတယ် ဒါဆိုရင်ဖြူကလေးရောမွေးခဲ့လားမဟုတ်မှလွယ်ရော ဖြူမွေးခဲ့ပါတယ်ကိုဆိုးနဲ့ဖြူရဲ့သမီးလေးကိုဖြူမွေးခဲ့ပါတယ် ဟာသမီးလေးဒါဆိုရင်ကိုတို့ရဲ့သမီးလေးကအခုဘာမှလဲ ဖြူသမီးလေးကို3နှစ်ထိတော့ဖြူကျွေးမခဲ့ပါတယ်အဲ့တော့ဖြူရခက်ခဲလာတော့ကိုထုံးမျိုးသမီးလို့ဝိစားဖို့ဖြူပေးခဲ့လိုက်တယ် ဒါဆိုရင်မဟုတ်မှလွယ်ရော ဟုတ်တယ်ကိုထုံးမျိုးရဲ့သမီးချေရီကကိုစိုးနဲ့ဖြူရဲ့သမီးလေးပဲ စမ်းရှိနေတော့ကြောက်နေအောင်နေလက်စလုံးပြန်ပြန်ခန်းနေတာတော့မ မေထင်တာမားနေပြီနော်လာကိုအိမ်ရောက်မှရှင်းပြမယ်ခဏလောက်စိတ်ကိုအေးထားပါမေရဲ့ကိုအားလုံးရှင်းပြပါမယ်မေကိုအဲ့လိုမကြည့်ပါနဲ့ကိုရှင်းပြတာကိုလည်းခဏလောက်နားထောင်ပါဦး ကောင်းပြီလေရှင်ဆက်ပြောကျမစိတ်ကျဉ်နှံ့လောက်ရတဲ့အထိရှင်ဘယ်လောက်ပြောနိုင်မလဲဆိုတာကျမနားထောင်ကြည့်တာပေါ့ တကယ်တော့ဖြူနင်းနဲ့ကိုနဲ့ကတငယ်ချင်းမှာကိုစိုးကဖြူနင်းနဲ့ကိုကိုဂိုင်းလုပ်ပေးရင်းနဲ့ဖြူနင်းနဲ့ကြိုက်ခဲ့ကြတာနောက်တော့ကိုစိုးကလောင်းကစားမှုနဲ့အဖမ်းခံခဲ့ရတယ်လေအဖေတို့ကလည်းရှိသမျှစီးတွေအကုန်သုံးပြီးတော့ကိုစိုးကိုအမှုလိုက်ပေးခဲ့တယ်ဒါပေမဲ့ငွေပါလဲဆုံးသားလဲဆုံးဖြစ်ခဲ့တယ်ရှိသမျှငွေကုန်ပြီးတော့ဆိုင်ရလည်းစီးပွားပြတ်သွားပြီကိုစိုးကပါထောင်ကျသွားတယ်အဲ့လိုဖြစ်တော့ကိုကလည်းကျောင်းဆက်မတက်နိုင်တော့ဘူးကိုကျောင်းထွက်ပြီးတော့အဖေတို့ဆိုင်ကိုဝင်ကိုခဲ့အဲ့ဒီအချိန်မှာမိကိုတို့ဆိုင်ကိုအလုပ်လာဝင်ခဲ့ရလေမြင်မှတ်မိသေးလား နောက်တော့ရော တရက်တော့မေးဆိုင်မှာမရှိအောင်ဖြူနင်းကသမီးချေကိုခေါ်ပြီးတော့ကိုကိုလာရှာခဲ့တယ် ကျမရဲ့ငါ့ကိုညီပေါင်းတော့နေရလည်းပဲငါတခြားလူမတွေးမိလို့ပါ ဒီလိုလောက်တာမကောင်းဘူးထင်တယ်နော်ဖြူနင်း ငါလည်းဒီလိုတော့ဘယ်လုပ်ချင်မှမလဲဒါမဲ့ငါတကယ်မတတ်နိုင်တော့လို့ပါငါနဲ့လေငါသမီးလေးဒုက္ခရောက်မှာ ဒါဆိုရင်ဒီလိုလောက်ပါလားသမီးလေးကိုလေငါခဏတော့ခေါ်ထားပေးမယ်လေကိုစိုးမင်းပြန်လာရင်နင်သမီးလေးကိုငါ့ကိုခေါ်ထားပေးတဲ့အကြောင်းပြန်ရှင်းပြလိုက်လေနော် မဖြစ်နိုင်ဘူး तू ကကလေးမလို့ချင်ပါဘူးလို့သူငါ့ကိုပြောတယ်ငါ့လည်းသူလို့ချင်မှာမဟုတ်ဘူး နင်ကလည်းဟာနင်တို့ကချစ်သူတွေပဲလေနင်ရှင်းပြရင်သူလည်းနားလည်လောက်မှာပါ तू ကလူတယောက်ကောင်းဝင်ယူနိုင်တဲ့သူမဟုတ်ဘူးငါသူမမျောလင်းတော့ပါဘူး
ငါ့ကိုညီပါထွန်းမင်းရဲ့ငါသမီးလေးနဲ့ပတ်သက်တဲ့ဒီစာဝေါင်းနဲ့ဆုံးဖြတ်ခွင့်ရပါပါငါသမီးလေးနဲ့မင်းနေပါမယ် အဲ့ဒါဟာအရင်မကြည့်ဘူးဟာရေးကြည့်တာငါမိမငါဘယ်လိုပြောရမလဲ ပြောပြရင်သူလည်းနားလည်မှာပါငါ့ကိုညီပါထွန်းမင်းရဲ့နော်ငါ့ကိုညီပါ ကောင်းပြီလေဒါဆိုရင်သမီးလေးကဒီနေ့ကစပြီးတော့ငါသမီးဖြစ်သွားပြီနော် ကျေးဇူးတင်ပါတယ်ထွန်းမင်းရဲ့တကယ်ကျေးဇူးတင်ပါတယ် ကိုမေကိုလင်ခဲ့မိရဲ့အတွက်ကို့မှာပြည့်ရှိပါတယ်ကိုမေကိုတောင်းပန်ပါတယ်နော်တကယ်တော့ကို့အတွေ့မှားခဲ့တာပါတကယ်လို့သာကိုဆိုးရဲ့သမီးလို့ပြောခဲ့ရင်မင်းမကြည့်ဘူးမအောင်ဆိုးလို့ကိုလင်ခဲ့မိတာပါ တကယ်လို့သာဒီနေ့ကျမအဲ့ဒီဆိုင်မှာမရှိခဲ့ဘူးဆိုရင်ချစ်ကျမကိုဒီကိစ္စတွေပြောပါဦးမလားဟမ်ကိုထွန်းမင်း ပြောမှာပေါ့ကိုမေကိုပြောပြမှာပါ ကျမနားလေပြီကိုထွန်းမင်းအ ਨੇ ဆုံးတော့ရှင်ကျမအပေါ်မှာဖောက်ပြန်ခဲ့တာမဟုတ်တဲ့အတွက်ကျမရှင်ကိုကျေးဇူးတင်တယ် ဒါဆိုရင်မေကိုခွင့်လို့ မေခွင့်လို့ဖို့တော့အစင်သင့်မဖြစ်သေးဘူးအမေတို့အိမ်ကိုခဏလောက်တော့ပြန်လိုက်မယ်မေကိုအချိန်ခဏလောက်တော့ပေးပါအကူ